တောင်ပေါ်တော့ည9 နာရီခွဲကနေမနက်8 နာရီဒီအဲ့လိုတော့ပြားတွေပေါ်ကနေပြောင်းနဲ့နေကြ10 နာရီခွဲပြီဆိုရင်ပူကြပြီည2 နာရီထိုးပြီဆိုရင်တော့တဲ့မိုးလေးရွာနေတိုင်းအဲ့လိုကိုမရပြောင်းနေတာဘာမှမညကြတယောက်တည်းအိတ်တာလားဘယ်သူနဲ့အိတ်တာတယောက်တည်းအိတ်တာဟေးတယောက်တည်းအိတ်တာသီးလား2 ယောက်အိတ်တဲ့လူဆိုငါ့ကိုဘယ်သူနဲ့အိတ်တာတော်တော်မေးကြငါလည်းခုမှစဉ်းစားကြည့်ရပါကွာတရင်ကျလို့မင်္ဂလာတွေစောင့်ကြတယ်မင်္ဂလာဆောင်နေရတအားဖိတ်တော့ကိုကလိုက်ကတော့စိတ်ကညက်ကြတော့ဒီလိုအေးတဲ့ရာသီရောက်မှငါလည်းစိတ်မတူတော့တာဩသူတို့မင်္ဂလာဆောင်တာလည်းမပြောနဲ့ဒီလောက်အေးတာဟုတ်ဆောင်ကြတကောင်နဲ့တကောင်ခွဲအိတ်တဲ့ကောင်တွေတော့မပုကက်အိတ်နာမောင်မင်းနဲ့စုမို့ကြည့်ရောနော်ဒီဘိုးကြီးနာဟိုမိကြမ်းမဟိုကောင်ပြောတဲ့တဲဆွဲတော့မောင်လိုင်းခွေအားနဲ့များညာပြီလားမသိဘူးညနေကလားခေါ်သွားတယ်2 ကောင်ကဒီကောင်မတော့ဟေးကြည့်လောက်ခဒီကမိကြမ်းမနဲ့တော့ခွေအားနဲ့ပေါ့နော်လှမှာကွာညရောက်ပြီဆိုရင်ပရစ်တန်လေးတွေတို့နည်းနည်းညအိုတဲ့ငှက်ကလေးတွေပေါ့ဟိုဘက်တောင်ကောင်ကအိတ်တယ်မြောက်တန်လေးတွေဒါကြားရတာပေါ့ဗျာမြောက်တန်နေလည်းမကြားတော့ပရစ်တန်နေလည်းငြိမ်ပြီဆိုတဲ့အချိန်ကျတော့ခလန်းတော့ကောင်တွေသွားတဲ့ခြီစံတွေဘာတွေကြားအဲ့လိုပဲဒီကောင်တွေတန်လည်းမကြားခြင်းဘူးဘာမှမကြားခြင်းဘူးဆိုပြီးအာယုံလေးစူးဆိုင်ထားပြီးတော့ငိမ့်ချမ်းလေးနဲ့နေပြီးဟေ့ဆိုရင်တော့မမြင်အပ်ဆိုတဲ့သဘောတရားပေါ့ဗျာတန်ပလန်တွေဘာတွေကြားတာတွေရှိရတော်ရဲ့သဘာဝထူးဆန်းတာတွေကိုပြောပြပါလားဆိုတော့ဒါတွေကပြောပြလို့ယုံညင်တဲ့လူမှလည်းယုံတာဗျတချို့ကြလည်းယုံတယ်လက်တွေ့သမားတွေဆိုရင်ဒီစကားလေးတစ်ခွန်းပြောလိုက်တာနဲ့ဟာဘလို့နေထားဆိုသိတိတ်တော့ပြောမပြဘူးဗျာတခါလေးလဲလာမှရည်သက်ပိုင်လို့ကြောင်းစုံလို့ရင်တော့တခါလေးပြောပြတာပေါ့တချို့ရှိတာပေါ့ဗျာထူးခြားမှုတွေအများကြီးပဲနော်နေရထိုင်ရတာတမ်းမန်းလူတယောက်အနေနဲ့တတိဘလောက်ကောင်းနေရတဲ့ဟေ့ဆိုပြီးနေရင်တော့မှစိတ်ကနည်းနည်းတော့ကြောက်တတ်မှာဗျာနော်ကျွန်တော်လည်းတမ်းမန်းလူတယောက်ပဲဗျကျွန်တော်ကကြောက်တတ်တဲ့စိတ်ကိုဖြောက်နိုင်တယ်လို့ဖြောက်လူတယောက်ကတရားမလို့သိနေရတောင်မှအဲ့တရားမကိုကြောက်နေဆိုနှစ်ခါတရားသလိုဖြစ်တယ်ကြောက်စိတ်ကစေးတောက်လို့မရကိုအာတင်ကိုအာမွေးပြီးတော့ဖြေပြောက်ကြတာဒီလုံးကြီးဝင်သွားပြီးမှောင်ပြီးဆိုကြတဲ့လူတိုင်းဟာညလို့သတ်မှတ်လိုက်တာပေါ့ဗျာဒါပေမဲ့အဲ့လိုသတ်မှတ်လိုက်တဲ့ချိန်မှာညဆိုတဲ့ရစာလည်းရှိတယ်ဗျလာကမသာမှောင်မဲပြီးညင်းနဲ့နေတဲ့ညကိုလည်းတမျိုးခံစားလို့ရတယ်လို့လာမင်းညထိန်တနဲ့တော့တောင်တွေထဲမှာဝင်နေတဲ့လာရောက်ကြီးဟာမျိုးနဲ့လဲပြန်ပြီးတော့ခံစားလို့ရတဲ့ညတွေရှိရပါဗျလူဆောင်းတွင်းရဲ့ညရတာဆိုရင်နွေရာသီမှာဝခံစားလို့မရဆောင်းတွင်းမှာပဲရနွေရာသီမှာခံစားတဲ့ရတာဆိုရင်လည်းဆောင်းတွင်းမှာသွားခံစားလို့မရမိုးတွင်းမှာခံစားတဲ့ရာသီဥတုဆိုလဲဆောင်းတွင်းမှာခံစားလို့မရအဲကြောင့်သူ့နေရာနဲ့သူချိန်ခါနဲ့သူပေါ့ဗျသူနှစ်ရာသီလိုက်ကိုဒါလူကြီးရဲ့စိတ်ကရှင်လန်းအောင်ခံစားပေးရတယ်ဗျာနော်စားစားတွေကောင်းမှခံစားတာမဟုတ်ဘူးမျိုးသမီးလေးတယောက်လှလို့ခံစားနေတာမျိုးလည်းမဟုတ်ဘူးမျိုးသားလေးတယောက်လှလို့ခံစားနေတာလည်းမဟုတ်ဘူးသဘာဝလှနဲ့ဖြစ်တည်နေတဲ့သဘာဝပုံမှာညရဲ့ရစာသိတ်ကောင်းတယ်ဗျကျွန်တော်ကဆရာတော်ကြီးတစ်ပါးတွေ့နေဆိုရင်စာတွေဘာတွေပို့ချတဲ့တပည့်တွေကိုလှုပ်เสียရှိတာလှုပ်ညရောက်ပြီဆိုရင်တိတ်မကျင်းတော့ဘူးဗျလမ်းတွေလျှောက်တယ်ဇင်းရံလျှောက်တော့ဗျဘုန်းကြီးတို့စကားပြောရင်ဇင်းရံလျှောက်တယ်ပရိတ်ရွတ်တယ်
ဒီဖုန်းကြီးညမအိပ်ဘူးကွာအိပ်တဲ့ချိန်လဲနေတယ်မေးကြည့်တော့ကိုသူကဆရာတော်ကရင်မမေးပါဘူးဆရာတော်ကကိုရင်မေးကာမူရဒါပေမဲ့ညလဲတော်တော်နဲ့မအိပ်ဘူးမနှက်ဆိုလဲစောကြီးထလောက်သွားနေတယ်မင်းဘာတွေများမအိပ်မနေကြိုးစားတော့မဟုတ်ဘူးရပြီးတော့ညရဲ့ရတာတွေကိုခံစားပြီးတော့နေတာအေးတယ်မင်းငါလမ်းလျှောက်နာတို့ငါမအိတ်ကျင်းသေးဘူးဆိုရင်လည်းမင်းစကားလာမပြောဘူးတော့ဘာလို့တော့ဆရာတော်လဲဆရာတော်ရဲ့တူရင်းနဲ့ဆရာတော်ရဲ့လှုပ်ရှိတာပဲတပီတော့စကားလာပြောလိုက်ရင်အာယုံပြတ်မစိုးလို့တပီတော့ကလည်းတပီတော့လှုပ်နေလို့ရင်အေးချမ်းချမ်းနေတဲ့အချိန်စကားပြောတာတို့စူတာပူတာတို့ဆိုမကြိုက်ဘူးရအာယုံပြတ်တယ်အဲဒါကြောင့်ကိုရင်းစာပြီးတော့လာပြီးစကားမပြောတာကောင်းလေဆိုအဲ့လိုလေးပေါ့တွေ့ရကြုံရတာရှိရကောင်းကြီးညလည်းမအိပ်နိုင်ဘူးမြောက်တွေနောက်ဖက်ကုန်းမှာအဲ့ရမြောက်တွေကတအားအော်တော်ဒီဘက်မှာညတော့ဝစင်းမိကြမှာတော့ဘယ်မှဟိုရှာမတွေ့ဘူးနော်စောပိုင်းငါမြင်လိုက်တယ်ဒီနားမှာလိုက်သွားနေတူတယ်ကောင်မတော့ကွန်တင်မောဒီမဲ့စားရင်နဲ့သီးတွေစားရင်နဲ့ကောင်မလေးလာဝိုက်တယ်ဒီကောင်လူခွေးလေညဆုံးနန်းကိုငြိပြီးတော့ဒီရထိုင်ရတော့ရှင်းနေတချို့ကြလဲတွေးပြီးတော့ကြောက်တာဗောနော်ညာကြီးတယောက်တည်းနေရတယ်ကြောက်စိတ်ကတော့ခမရတို့ကြောက်တဲ့စိတ်ကိုပေါ်နေအောင်အဲ့လူကနောင်ထိကြောက်တတ်တယ်ဗျတခါလေနေပိုင်းဖြစ်စီညပိုင်းဖြစ်စီကိုစိုက်တဲ့ပန်းရက်နဲ့မျိုးမဟုတ်ဘဲနဲ့ထူးထူးခြားခြားမွေကြိုင်းနေတဲ့ပန်းရက်နဲ့နေလေမွေးနဲ့နေပေါ့ရတယ်အဲ့လိုကြီးလေတခါတည်းတော်ဒီထဲမှာညလျှောက်သွားညရဲ့သဘာဝတွေ့ရရင်တစ်ပင်တွေကလည်းတချို့တစ်ပင်တွေကထူးခြားတဲ့ပင်တွေတွေ့ရတယ်ဗျသိပြီးတော့တတိမထားမိခင်မလေးလာမိခင်တော့မတည်ဘူးဗျနောက်ပိုင်းတတိထားပြီးတော့လေးလာတဲ့ချိန်မှာကိုရီးယားဒီတောင်ကုန်းတက်လို့ဒီလိုတစ်ပင်တွေ့တယ်ဆိုရင်တဘုံတန်နဲ့ဒီလိုတစ်ပင်ကဒီပင်ဝေးကြီးတောင်ကုန်းမှာလည်းတွေ့ပင်ကတူလို့နေမှာပါလို့ကိုကအဲ့ပင်ကရွက်ကလေးပေါ့ဗျာတရွက်ကို9ရွက်ရှိရင်တရွက်ကိုခူးလိုက်နောက်နေ့အဲ့ဘက်တောင်ကုန်းမင်းကိုသွားတော့ကိုတွေ့ခဲ့တဲ့ဒီဘက်ကတောင်ကုန်းကအဲ့9ရွက်ရှိတာတရွက်ခူးပြီးသားဖြစ်အဲ့လိုလေးပေါ့တခါလေးအဲ့အမလေးတွေ့ဒီတောင်ကုန်းတွေ့ခဲ့တဲ့ပင်ကဒီပင်ပဲกว่าဆိုမှတ်တာဟိုတောင်ကုန်းကျလည်းဒီပင်ကရောက်နေပင်ကတူလို့လားဒါမှမဟုတ်တပင်နဲ့လားတိကျင်တော့သူ့ရဲ့သင်္ကေတတရွက်9ရွက်တကိုင်းနဲ့ရှိရဆိုတရွက်ကိုခူးဒါဒီပင်ကတော့4ရွက်ပဲကြံတော့တာပေါ့အဲ့နဲ့ကိုတွေ့ခဲ့တဲ့ပင်ကိုတစ်ခေါက်သွားတော့လေ4ရွက်ဖြစ်နေအဲ့လိုလေးတွေပေါ့တစ်ပင်တွေဝါပင်တွေလည်းစမ်းပြတာတွေတော့တွေ့ဘူးတယ်ကျွန်တော်တယောက်တည်းတွေ့ဘူးတာလားဆိုမဟုတ်ပါဘူးဒီတော့ဒီတောင်မှလှုပ်ရှားတဲ့လူတွေတော်တော်တချို့လဲလူအများကြီးတော့မဟုတ်ဘူးဗျာဦးလေးတွေ့ဘူးပါဒါမဲ့တောတောင်ထဲမှာညာရင်ညက်နေတဲ့နှစ်ကြာတာတို့မြဲတမ်းဆိုတော့ကျွန်တော်တယောက်တည်းပဲရှိတယ်ဗျအဲ့အတွက်ကြောင့်မို့တွေ့ကြုံကတော့စမ်းပြတွေအများကြီးပေါ့